အကိုမောင်တော်ကဘယ်နှယောက်ရှိလဲ ဟောကျွန်တော်ကမောင်နှမ6ယောက်ရှိတယ်ကို ဒါနဲ့အကြီးဆုံးကဘယ်သူလဲ အကြီးဆုံးကကျွန်တော်ယောက်ျားလေးက4ယောက်ရှိတယ်မိန်းကလေးက2ယောက်ရှိတယ် ဒါနဲ့အဲ့၄ယောက်ကဘာလို့လို့ ကျွန်တော်တို့ကဒီကမျိုးရိုးအလုပ်ကို2ယောက်ကတော့ဟိုဘက်ဆိုင်မှာရှိတယ်2ယောက်ကဒီဆိုင်မှာလုပ်တယ် ဒါဆိုအဲ့၄ယောက်ဆိုတော့ဒီဆိုင်မှာမရှိဘူးလား ဟုတ်ကိုမရှိဘူး ဒါနဲ့ညီမတွေရောဘာလို့လို့ ဟဲ့လူမိန်းကလေးတွေပါဆိုပါအိမ်မှာရှိမှာပေါ့ခင်ဗျသပင်လာကြတာမလားဇက်ပိတ်စားမှာညာ ဒါနဲ့ခင်ဗျအိမ်အောင်ကြောက်ဝင် ဟုတ်ကျွန်တော်အိမ်အောင်ကြသွားပြီ ဒါဆိုခင်ဗျညီမတွေရော ကျွန်တော်တို့အားလုံးအိမ်အောင်ကြသွားပြီခလေးတွေလည်းအကုန်လုံးကိုစီရှိကြတယ် ဒါနဲ့ခင်ဗျညီမရှိမှာကလေးဘယ်နှယောက်ရှိလဲ အဲ့လူခင်ဗျသပင်လာကြတာသပင်ပဲညက်ဗျစင်မျိုးတွေလာမဆက်နဲ့ခင်ဗျဇက်ပိတ်ပြီးတော့ညင်နေလိုက်တော့ sorry ပါဗျာကျွန်တော်လည်းသပင်ပဲလာညက်တာ ပြီးရောဟဲ့လူ ဒါနဲ့ခင်ဗျားတော့ကလေးဘယ်နှယောက်ရှိလဲ ငါမှခလေးဘယ်နှယောက်ဘာနှယောက်ရှိတယ်ဟာလားမင်းမော်ခလေးဘယ်နှယောက်ရှိလဲဟဲ့ရောက်မင်းမင်းမော်ကမနေတာလေမင်းမော်ခလေးဘယ်နှယောက်ရှိလဲဟဲ့ရောက်မင်းအရင်ဆက်စုကျင်တော့ကြောက်ပါရောက်မင်းရောတည်းကြီးမလားတော့ပါလဲဟဲ့ရောက်